ဟုတ်ကဲ့နောက်တစ်မိကုန်းတစ်ခုကတော့ပေါ့နော်လူတွေတော်တော်များများလေးဖြစ်လေးရှိကြတယ်ပြီးတော့တော်တော်များများလေးစိတ်ဝင်စားကြတယ်ဘီပိုးစီပိုးကြောင့်ပေါ့နော်သူကကျတော့ဘယ်လိုလေးမိထားလဲဆိုတော့ဘီပိုးစီပိုးကဒီအချိန်တိုအတွင်းမှာပေါ့နော်ကုသလို့ရှိရင်အမြင့်ပြတ်ပျောက်ကင်းနိုင်တာတဲ့ပြီးတော့ဘယ်လိုကုထုံးနေနဲ့ကုသလို့ရှိရင်ပျောက်ကင်းနိုင်လဲဆိုတာလေးတွေမိထားတာပါဘီပိုးနဲ့စီပိုးဆိုရင်ပေါ့နော်ညီမမေးသလိုအချိန်တိုအတွင်းမှာကုနိုင်တာတော့စီပိုးပေါ့နော်စီပိုးကတော့ကျမတို့3လသို့မဟုတ်6လပေါ့နော်စီပိုးသေးစေတောက်ရင်ပျောက်ကင်းဖို့ရာခိုင်နှုန်းပေါ့နော်90-95%ရာခိုင်နှုန်းရှိတယ်ညီမအဲ့လိုဆိုတော့အချိန်တိုတွင်ပျောက်တယ်ပေါ့နော်ဘီပိုးကြတော့လေကျမတို့ကုတုံးနေနေဆို2မျိုးရှိတယ်ပေါ့နော်ထိုးစေးကုတုံးနဲ့စားစေးကုတုံးပေါ့နော်အခုလက်ရှိအနေထားမှာတော့ကျမတို့စားစေးကုတုံးတွေပဲသုံးလို့ရတယ်ပေါ့နော်ထိုးစေးကတော့တစ်နှစ်ပတ်လုံးထိုးရတယ်တစ်ပတ်တစ်ခါထိုးရတယ်ပေါ့နော်interferon ဆိုတဲ့ဆေးတွေပေါ့နော် pegylated interferon ဆိုတဲ့ဆေးတွေအရင်တော့မတို့သုံးခဲ့ဘူးတဲ့သူကတော့တစ်နှစ်ပဲထိုးပြီးတော့သူရက်ထားရတယ်စားစေးရကြတော့လေစားစေးရကြတော့ပေးပြီဆိုရင် long term ပေါ့နော်ရေရှည်တောက်ရတယ်ညီမလေးအဲ့လိုဆိုတော့ဘီပိုးကတော့ကုမယ်ဆိုရင်ကျမတို့ရေရှည်ကုရတယ်ကုတုံးပေါ့နော်ရေတိုလေးခဏလေးကုရတယ်ကုတုံးမျိုးတော့မဟုတ်ဘူးညီမရေနော်အဲ့ဒါဆိုရင်လေဒီပေါ့နော်မေခွန်းနေထဲမှာတမိဒီ interferon ဆေးထိုးတာနဲ့ပတ်သက်ပြီးတော့မေးထားတဲ့လူနာတယောက်ကိုလည်းတွေ့လိုက်တယ်သူကကြတော့အသက်80ရှိပါပြီတဲ့ဒီလွန်ခဲ့တဲ့10နှစ်တုန်းကပေါ့နော် interferon ဆေးကိုသူထိုးခဲ့တယ်အခုကျတော့သူဆေးဆက်တောက်နေတော့မယ်ပေါ့နော်သူကအသက်လည်းကြီးပြီဆိုတော့ဒီဆေးတောက်တာကိုရက်ချင်တယ်လို့ပြောပါတယ်အဲ့ဒါရက်တင်မရက်တင်လေအကြံပေးစီလိုပါတယ်ဆိုပြီးမေးထားတာပါဒီလူနာမှာဆိုရင်တော့လေဘီပိုးသေးဆေးတောက်အခြင်းရဲ့ရည်ရွယ်ချက်ပေါ့နော်ဘာဖြစ်လို့ဆေးတောက်တာလဲအမတို့ရှာဖွေရတယ်ပေါ့နော်တကယ်လို့ဒီလူနာအသေးချောက်နေတယ်ဆိုရင်တော့ဘီပိုးသေးဆေးတောက်အောင်မယ်ပေါ့နော်သူ့ရဲ့မျိုးရိုးထဲမှာ family history မှာပေါ့နော်သူ့ရဲ့အဖေတို့အမေတို့ညီကိုမောင်နှမတွေမှာအသေးချောက်တဲ့ကင်ဆာရှင်နဲ့ဆက်တောက်တဲ့နေညီမလေးဟုတ်ကဲ့ဟုတ်နောက်ဒီလူနာမှာcomorbid condition တွေပေါ့နော်ဘာတွေလဲစီးကြိုရှိလားသွေးတိုးရှိလားအဝလွန်နေရှိလားဒါဆိုရင်လည်းဆေးဆက်တောက်အောင်ပါပဲညီမနောက်ကျမတို့ကဒီအသက်80ကျော်အမျိုးသားမှာပေါ့နော်ဘီပိုးဆေးတောက်နေပြီဆိုရင်ကျမတို့ရဲ့ရည်မှန်းချက်ပေါ့နော်ရည်မှန်းချက်ကဘာလဲပေါ့နော်အသေးချောက်အသေးကင်ဆာမဖြစ်ရေးဆိုရင်ကျမတို့ကဘီပိုးသေးဆေးကိုထောက်လျှောက်တောက်သုံးသင့်ပါတယ်ဆိုတော့အသက်80ကျော်လူနာကြတော့လေအယိုးလည်းမထိတယ်ပေါ့နော်ကြောက်ကက်ကိုလည်းမထိတဲ့ဆေးတွေတော့တောက်သုံးလို့ရပါတယ်ညီမလေးအဲ့ဒါမျိုးလေးတွေကိုရွေးချယ်ပြီးတော့တောက်ဟုတ်ကဲ့ဟုတ်နော်အဲ့ဒါဆိုရင်တော့ဆေးရတော့ရက်လိုက်လို့မရဘူးဆက်ပြီးတော့တောက်တင်တယ်လို့တော့အကြံပေးတာပေါ့နော်ဟုတ်တယ်ညီမလေးဟုတ်ကဲ့ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ဆေးတောက်ခြင်းဖြင့်အကျိုးရှိတယ်ပေါ့နော်အသေးချောက်အသေးကင်ဆာမဖြစ်ဘူးပေါ့နော်ဟုတ်ကဲ့ပါအမဟုတ်အဲ့လိုရည်မှန်းချက်တယ်အမတို့ပေးလေးရှိပါတယ်ဟုတ်ကဲ့